ကဲကျမတို့ကြက်စီထမင်းကိုဒီနည်းလေးတိုင်ချက်စားပြီးပြီဆိုရင်တော့တခြားနည်းနဲ့တောင်ချက်စားခြင်းမှာမဟုတ်တော့ပါဘူးရှင်။ချက်နည်းလေးကလည်းလွယ်ကူရိုးရှင်းတာမို့ခွက်ထော်နဲ့အတူလိုက်ချက်လိုက်ရအောင်ရှင်။ပထမဦးဆုံးအနေနဲ့အယိုးလေးတွေဖဲထုတ်ထားတဲ့ကြက်ပေါင်သားလေးတွေကိုအရသာအတွက်ပဲငံပြားကြီးအကျဲထည့်မယ်။ကြက်သားမုံလေးနဲ့စားလေးထည့်ပြီးတော့မှတခြားလေးနှမ်းစားအောင်နှဲပြီးတော့နှက်ထားပေးလိုက်ပါမယ်။ကဲပြီးရင်တော့ဒဲကိုစီလေးအနှဲငယ်ထည့်ကြက်စီဘက်လေးတွေထည့်ပြီးတော့မှကြက်စီလေးတွေထုတ်ပေးရပါမယ်။ဒီကိုလိုအပ်တဲ့ပမာဏလောက်ရပြီဆိုရင်တော့ကြက်စီဘက်လေးတွေကိုဆဲထုတ်ပြီးတော့မှတချို့တစ်ဝက်ကိုခြံထားပေးလိုက်မယ်။ပြီးရင်တော့ဂျင်းပပလေးထရရဲ့နနမင်းအမြင့်ရဲကိုစီတက်ထားလိုက်ပါမယ်။နောက်ထပ်ကြက်သွန်ဖြူနုံနုံစင်းထရာလေးပါထည့်ပြီးတော့မှစီတက်ပြီးသွားပြီဆိုရင်တော့အသင့်ရေးဆေးထားတဲ့ဆန်လေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့နှမ်းစအောင်မွေပြီးတော့မှအရသာအတွက်ပဲငံပြားကြီးအကျဲထည့်မယ်စားကြက်သားမုံတကြားလေးလိုတလောက်ထည့်ပြီးတော့မှခဏလောက်ကြောထားပေးလိုက်ပါမယ်ဒီမှာသုံးထားတဲ့ဆန်ကြတော့ပေါ်ဆန်းမွေးဆန်မှာတကယ်လို့ရှမ်းဆန်ရတယ်ဆိုရင်လည်းရှမ်းဆန်နဲ့ချက်တာကပို့ပြီးတော့မှလိုက်ဖက်ပါတယ်ကြက်ခဏလောက်ကြောပြီးပြီဆိုရင်တော့ချက်နေကြထမင်းပေါင်းလေးကိုထည့်လိုက်မယ်ရေကိုလည်းကျမတို့အိမ်မှာပုံမှန်ထမင်းချက်နေကြအချိုးစားတိုင်းပဲထည့်ချက်ရပါမယ်ကြက်ရေလေးလိုတလောက်ထည့်ပြီးပြီဆိုရင်တော့အရသာနှဲပြီးတော့မှနှက်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့မှကျမတို့ထမင်းပေါင်းလေးတည်ထားပေးလိုက်ပါမယ်။ကျမတို့ကြက်စီထမင်းလေးနဲ့တွဲစားဖို့အတွက် sauce လေးဆက်ပါမယ်။ငရုတ်သီးအနီတောင်လေးတွေထည့်မယ်။ဂျင်းကြက်သွန်ဖြူနနမင်းအမြင့်လေးထည့်ပြီးတော့မှကျမတို့ကြိတ်ထားပေးလိုက်ပါမယ်။ကြိတ်ထရာလေးလည်းညက်ပြီးဆိုတော့ပကံတစ်ခုတည်းကိုထည့်လိုက်မယ်။ပြီးရင်တော့အရသာအတွက်ပဲငပီလေးကိုထောင်းထည့်လိုက်မယ်။ထပ်အချိုမုံစားတကြားပဲငပြားကြီးအပြစ်လေးထည့်မယ်။သွန်ဖြူနဲ့ငရုတ်သီးစိတ်နှုံစင်းထရာလေးထည့်မယ်။ရှက်လက်ကကြီးထည့်မယ်။နောက်ထပ်ရေလေးလိုတလောက်ထည့်ပြီးတော့မှတခြားလေးနှမ်းစအောင်မွေးထားပေးလိုက်ပါမယ်။တကယ်လို့ကိုကကြိတ်ဆက်ထဲမှာအကုန်လုံးထည့်ပြီးတော့မှကြိတ်မယ်ဆိုရင်လည်းရပါတယ်။ကြက်စီထမင်းလေးနဲ့တွဲစားဖို့အတွက် sauce လေးလည်းရပြီဆိုတော့ထမင်းပေါင်းလေးကြည့်လိုက်ပါမယ်။ထမင်းရဲ့အပြော့အမာလည်းလုံးဝကိုကွက်တီပါပဲ။အခုဆိုရင်တော့ကြက်စီနံလေးတင်ပြီးတော့မှ sauce လေးနဲ့တွဲစားမယ်ဆိုရင်တော်တော်လေးကိုစားလို့ကောင်းတယ်။ကျမတို့ရဲ့ကြက်စီထမင်းလေးကစားလို့ရပါပြီရှင်။ဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်။